သိန်း3000ကျပ်ထဲနဲ့လူ10ယောက်15ယောက်လောက်ထိတဲလို့ရမယ်ကလောကလုံးချင်းအိမ်လေးကိုခေါ်သွားချင်ဒီအိမ်လေးကကားပါကင်းမှာလည်းပါမယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်အိမ်ထဲကိုဝင်သွားပြီဆိုရင်ဒါအောက်ထပ်ပေါ့အောက်ထပ်ရဲ့ပေါ်ထပ်ရဲ့နှစ်ထပ်ရှိမယ်အောက်ထပ်မှာကတော့အခန်းနှစ်ခန်းပါမယ်နော်အခန်းနှစ်ခန်းမှာဒီဘက်မှာအေခန်းလေးလည်းပါမယ်အဲ့လိုထိုင်ပြီးတော့စကားတွေပါလည်းပြောလို့ရမယ်ပေါ့နော်ဒါကတော့အောက်ထပ်ကမြင်ရတဲ့အခန်းပေါ့နော်အတိမ်တာရီချိုးခန်းကတော့အခန်းတိုင်းမှာပါတယ်ပေါ့နော်သူကလေစေတနာတော့တော်တော်ပါတယ်ဒီလားအဲ့မီးဖို့ကြောင့်မှဆိုလဲအဲ့လို facility အပြည့်စုံထည့်ထားပေးတာရေခဲတစ်တာတွေတင်းနီတွေမီးဖို့တွေပေါ့နော်ပြောရရင်စက်ပြာတွေဘာတွေကအစားပြည့်ပြည့်စုံစုံထည့်ထားပေးဒါကတော့ကျွန်တော်တို့အပေါ်တက်တဲ့အချမ်းပေါ့နော်အပေါ်တက်သွားပြီဆိုရင်သူကဘေးဘက်မှာလို့ခုံလေးတွေရှိမယ်ပြီးတော့ brain ပေါက်လေးနဲ့ပေါ့နော်လှလှပပလေးပေါ့ဒါကတော့ပေါ်တက်ခန်းလေးပေါ့နော်ပေါ်တက်ခန်းဆိုလဲကြည်ကြဲဝန်းလေးရှိတယ်ပြီးတော့ဒီဘက်မှာလည်းခင်းအိတ်လို့ရတဲ့အခင်းတွေပါတို့လှုပ်ထားပေးတယ်ပေါ့နော်ဖျားစီအောင်လာမှာဒါကတော့ကျွန်တော်တို့လေကတက်ဝါရင်မြင်ရတဲ့ brain ပေါက်နာလေးပေါ့နော်အဲ့ brain ပေါက်နာက view လေးရတယ်တော်တော်လှတယ်အဲ့ဒါလေးကိုကျွန်တော်ပြင်ကနေပြီးတော့ထွက်ပြီးတော့ပြပေးမယ်ဒီလိုလေးဖွင့်ပြီးတော့သွားပြီဆိုရင်လုံးဝ file ကတော့တော်တော်လေးမိုက်တဲ့ file ပေါ့နော်မနှက်စောစောဆိုရင်ပုံမိုက်တယ်မနှက်စောစောဆိုရင်အဲ့ဒီကိုတက်လိုက်ပြီဆိုရင်မေးတွေပါလေရိုက်ပြီးတော့လို့အေးနေတာပေါ့နော်တခါလေ view လေးကတော်တော်လှတယ်ပေါ့နော်ဒီဟာဒါပါတစ်ထပ်ရှိနေတယ်အဲ့အပေါ်တက်ကတော့ပိုလှတယ်တော်တော်လေးပိုအေးတယ်အဲ့အပေါ်တက်မှာကြတော့ဒါကတော့ကျွန်တော်တို့မနှက်ခင်းစောစောတွေ့ရတဲ့ view ပေါ့နော်ချမ်းစိမ့်စိမ့်အရာတာနဲ့လို့တင်ကိုးတိမ်ငွေလေးတွေအိမ်လေးတွေပြီးတော့အဲ့အပန်းပေလေးတွေနောက်ွယ်မှာကြတော့သူတို့မှာကာယံထားတဲ့တောင်တန်းနေနဲ့ပေါ့နော်တော်တော်လေးလှတယ်ဒါကတော့ကျွန်တော်တို့ဟိုတယ်ကထွက်ပြီးဆိုတဲ့လမ်းလေးပေါ့နော်အဲ့ဒီကနေထွက်သွားပြီဆိုရင်ကျွန်တော်တို့အဲ့တဲ့တဲ့အတိုင်းပဲသွားရုံပဲအဲ့အကွေကြောအတိုင်းလေးတဲ့သွားလိုက်ရုံပဲဟိုတယ်လာချင်းကတော့သူတို့ကထွက်ခေါ်တဲ့အပြင်ကနေစိုက်ကင်းနေလေအဲ့လမ်းအတိုင်းကိုကလိုက်သွားရုံပဲသူကတောင်ကုန်းတောင်တန်းနေနေဆိုတော့လေလမ်းနေရတော့အဲ့လိုမျိုးလေးနည်းနည်းအဖို့ထစ်လေးရောရှိရပေါ့နော်တခုရှိရာကလေကိုကတကယ်လို့ကားမယူဒီတိုင်းလမ်းလျှောက်သွားမယ်ဆိုရင်ဖြတ်လန်းရှိတယ်ပေါ့နော်အဲ့ဖြတ်လန်းကဟိုတယ်ကနေပြီးတော့တဲ့ဆင်းဝါးရုံပဲတဲ့ဆင်းဝါးကလည်းသူကလမ်းမကိုရောက်သွားတယ်ဒါပေမဲ့အဲ့လမ်းကတော့ကျွန်တော်ကားတော့ယူလို့မရဘူးပေါ့နော်ခြေတင်သွားရတဲ့လမ်းဆိုတော့လေဒီလမ်းကြောတိုင်းဆင်းသွားရင်တော့သူကလမ်းမတန်းကိုရောက်သွားပြီပေါ့နော်လမ်းမတန်းတူးမောင်သမင်းဆိုင်တို့ပါအဲ့နားလေးရောက်သွားပြီသူကမြို့လေကောင်တဲ့တယ်မှာဖြစ်တဲ့ပုံမှာလေပင်တော်နီးရပေါ့နော်ပြီးတော့နောက်တစ်ခုကသူက10ရောက်လောက်ထိကို3,300လောက်နဲ့ရတယ်ကျွန်တော်တို့တက်တော့လေအခုကတော့3,500လောက်တော့ဖြုတ်သွားပြီလို့ပြောတယ်ဒါပေမဲ့ update စီကတော့သူတို့ဖုန်းဆက်မေးတာမေးကြည့်ရတော့ပိုကောင်းမယ်ပေါ့နော်ဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့မိသားစုနဲ့လို့ဆွဆွရုံသွားချင်တာလေတငယ်ချင်းနဲ့တဲ့အိမ်ထဲမှာနေပြီးတော့ချေးခြင်းနဲ့မိတ်ဆွေအတွက်ကဒီလိုမျိုးဘန်ဂလိုကတော်တော်လေးအဆင်ပြေရပေါ့နော်ကျွန်တော်တို့ kitchen ဘိုင်းမှာဆိုလဲ kitchen နဲ့ပတ်သက်တာအစုံထည့်ထားပြီးတယ်ပွင့်ဆောင်းနေခေါင်းတွေပါတွေအစလူလေးချင်းမရှိအောင် service ပေးထားတဲ့အတွက်တော်တော်လေးအဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ cloth diary လေးကို recommend လုပ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ